ကမ္ဘာဖလားဖိုင်နယ်မှာရှုံးနိမ့်ခဲ့တဲ့မက်ဆီကိုတွားရောက်ပွေဖက်နှုတ်ဆက်ခဲ့တဲ့ရာမို့စ်ရဲ့လုပ်ရက်ကိုချီးကျူးနေကြတဲ့ဘောလုံးပရိသတ်များအားလုံးပဲမင်္ဂလာပါရန်ကျော် online betting service ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စပိန်မြန်မာဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တို့ရဲ့အက်ကလစီကိုဒါဘီပွဲတွေတုန်းကမာနာချင်းပြိုင်အသေးလေးရှင်ပြိုင်ခဲ့ကြမှုတဲ့လီယိုနယ်မက်ဆီနဲ့ဆာဂျီယိုရာမို့တို့ရဲ့ဆက်ဆံရေးကဘောလုံးကမ္ဘာမှာတော့အလှပဆုံးနဲ့ကနဝင်အဆန်ဆုံးအလှည့်ပြောင်းပုံမြင်တစ်ပုဒ်ဖြစ်ခဲ့ပါတယ်စပိန်မှာတော့ရာမို့ကမက်ဆီကိုတားဆီးနိုင်မှုအတွက်ဘာမဆိုလုပ်ခဲ့တယ်လို့ပွဲတိုင်းလိုလိုမှာပြင်းထန်လွန်းတဲ့ကြမ်းတမ်းမှုတွေနဲ့ရင်ဆိုင်ခဲ့ကြတာပါဒါပေမဲ့ရန်ပတ်နဲ့တင်းရဲ့အသင်းကောင်းဆောင်တွေဖြစ်ထိတ်တိုက်တွေးခဲ့ပူတဲ့သူတို့နှစ်ယောက်ကပြင်သစ်ကလပ် PSG မှာအသင်းဘော်တွေဖြစ်လာကြတဲ့အခါမှာတော့လေးစားမှုတွေနဲ့မိတ်ဆွေစစ်တွေဖြစ်သွားခဲ့ကြပါသည်ကမ္ဘာဖလားဘောလုံးပွဲပြီးမှတော့ Ramos က Messi ကိုကိုယ်တိုင်ရှောက်သွားပြီးတော့နေထွေးလာတဲ့ပွဲဖက်မှုနဲ့ဂုဏ်ပြုခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်ဘောလုံးကမ္ဘာရဲ့အမြင့်ဆုံးစင်မြင့်မှာတမိုင်းကြောင်းများစွာကိုတူတူဖြတ်တန်းခဲ့ပူတဲ့သူတွေမို့ဒီပွဲဖက်မှုကရိုးရိုးရှင်းရှင်းနှုတ်ဆက်မှုတစ်ခုတည်းပုံမလေးနက်ခဲ့ပြီးစပိန်မြေကအညိုးတွေကိုအပိသက်ခြုံငိမ့်စေခဲ့တာဖြစ်ပါတယ် PSG ကိုရောက်ရှိလာပြီး Messi နဲ့အသင်းဘော်ဖြစ်လာခဲ့ပြီးနောက်မှာတော့ Ramos ကနှစ်ပေါင်းများစွာမက်ဆီနဲ့ရှင်မြိုင်ကစားရင်ဒုက္ခရောက်ခဲ့ရတာကြောင့်အခုလိုသူ့ကိုအသင်းပေါ်ဖြစ်ရလိုက်တာအရန်ဝမ်းသာမိပါတယ်။မက်ဆီဟာဘောလုံးသမိုင်းတစ်လျှောက်မွေးဖွားလာခဲ့တဲ့များထဲမှာအကောင်းဆုံးကစားသမားဂုတ်ပါပဲလို့ပုံမှန်လင်းလင်းဝေခံပြောဆိုခဲ့ပူပါတယ်။ကွင်းအတွင်းမှာအပြင်းထန်ဆုံးရံမက်တွေဖြစ်ကနေရင်မက်ချင်းနှိစက်သွားခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့တန်ရိုးစင်ကဘောလုံးအားကစားရဲ့စစ်မှန်တဲ့အနှစ်သာရနဲ့အလှတရားကိုကောင်းကောင်းကြီးဖော်ကျူးပြသသွားခဲ့တာဖြစ်ပါတယ်။မက်ဆီကကမ္ဘာဖလားကိုဇက်တိုက်ဆုပ်ခုနိုင်မဲ့အိမ်မက်ပြက်ပြက်သွားခဲ့ရတဲ့အတွက်နာကျင်မှုတွေကြီးမားအကြောင်းနဲ့ဒီတရားကိုကုစားဖို့အချိန်ယူရအောင်မယ်လို့ရိုးသားစွာဖွင့်ဟခဲ့ပါတယ်။ဒါပေမဲ့လည်းအာဂျင်တီးနားအသင်းအနေနဲ့ကမ္ဘာဖလားဗိုလ်လုပွဲကိုနှစ်ကြိမ်ဆက်တိုက်တက်ရောက်နိုင်ခဲ့တာကတာမန်အောင်မြင်မှုမဟုတ်ကြောင်းအသင်းသားတွေရဲ့ကြိုးစားအားထုတ်မှုနဲ့နိုင်ငံတော်လုံးကပြည်သက်တွေရဲ့တခဲနဲ့အားပေးမှုတွေအကြောင်းသာဒီလိုအဆင့်ကိုရောက်ရှိလာခဲ့တာဖြစ်ကြောင်းကိုဂုဏ်ယူဝင့်ကြွားစွာရေးသားခဲ့ပါတယ်။ပြိုင်ဘက်စပိန်အသင်းကိုလည်းချန်ပီယံဆုတက်ဂုဏ်ပြုစကားဆိုခဲ့တာကသူ့ရဲ့ရင်းချက်တဲ့ခေါင်းဆောင်မှုအရေးအသွေးတွေကိုမိမောင်းထိုးပြနေပါတယ်။